အားလုံးပဲမင်္ဂလာပါအောင်ကွန်ပျူတာမှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့မျှဝေပေးမှာကတော့ DeepSeek ကိုသုံးပြီးတော့လေသူ့ VBA ကုတ်လေးတွေရေးခိုင်းမယ်ဒီကမျိုးရရင်ကျွန်တော် PowerPoint လေးကိုကျွန်တော်တို့ VBA ကုတ်လေးတွေနဲ့ဖန်တီးကြည့်ကြမယ်ပေါ့နော်အရင်ဆုံးကျွန်တော်ရေးထားခိုင်းပြီးသားကုတ်လေးတွေကိုမှပြမယ်ဒါ DeepSeek ကိုရေးခိုင်းတာပေါ့နော်ဒါလေးတွေအားလုံးကိုရေးမယ် copy ကိုမယ်PowerPoint နဲ့တော့မယ်ဟုတ်မယ်ကျွန်တော်ဒီ developer တက်ဖက်သွားမယ် visibility ပြန်သွားမယ် insert module control v လောက်ပြလိုက်ပါနော်ဒါသူ့ create လောက်ခံမယ်ပေါ့ကျွန်တော်ဒါပြင် run မယ်ပေါ့နော်f5 လေးနဲ့လာမယ်ပေါ့ဒါဆိုရင်သူကzoom နဲ့ပတ်သက်တဲ့ PowerPoint presentation ပေါ့အားလေး10ရက်ကိုသူဖန်တီးပြီးပါပြီတဲ့အဲ့ဒါသူလုပ်ပေးထားတာလေးတစ်ချက်ကြည့်ကြအောင်လို့as in how to use Zoom ဆိုပြီးတော့ပြောရတာဒါသူချက်လက်လေးဒီမှာရေးထားတယ်အားလုံးသူကဖန်တီးပြသွားတာပေါ့ကျွန်တော်တို့အလွယ်တကူမစင်းစားတော့တခုချင်းစီလိုက်မလုပ်ရတော့ဘူးလွယ်လွယ်ကူနဲ့ဒါလေးတွေအားလုံးဖြည့်ရှင်းလို့ရပါပြီနော်ဒါဆိုရင်ကျွန်တော်တို့ဘယ်နှ slide လုပ်မလဲဗာလဲအဲ့ဒါလေးတော့ကိုကကြိုပြီးတော့သူရေးထားပြရမှာပေါ့ဒါကျွန်တော်လိုချင်တဲ့ design တစ်ခုဒီမှာပြောင်းလိုက်ရုံပဲပြောင်းလိုက်တဲ့အောက်ကနောက်က slide ကိုအဲ့ဒါလိုက်ပြန်ချိန်ပါမယ်ဒါကျွန်တော်တို့ presentation လေးတစ်ခုပြီးသွားပြီပေါ့နော်နောက်တစ်မျိုးလုပ်ကြည့်အောင်ဒီခေါက်ကျတော့ကျွန်တော်က DC ထဲဝင်လိုက်တယ်ဝင်လိုက်တော့ကျွန်တော်ဒီဟာလေးသူရေးခိုင်းလိုက်ရေးလိုက်တော့ရေးလိုက်တယ်မှာသူကအောက်မှာကုတ်လေးချပေးတယ်အများကြီးနော်အဲ့ဒီဟာလေးကိုဘယ်လိုလုပ်ဆိုတာလေးကိုဒီအောက်မှာသူက instruction လေးပေးထား how to use ဆိုပြီးတော့လေဖွင့်နေplus alt F11 နှိပ်ပြီး VBA editor ပွင့်လာမယ်တဲ့ insert a new module ဆိုတော့ insert ကိုနှိပ် new module နှိပ်လို့ပြောချင်တာပေါ့နော် paste this code ကိုလောက်ပါ RPM brush F5 နှိပ်ဆိုတော့ကျွန်တော်ခုနပြောပြသွားသလိုပဲဟိုဒီဟာတွေအကုန်လုံးကျွန်တော် copy လုပ်လိုက်မယ်နော်ဟုတ်မယ်ပြီးရင် developer တွေတွားမယ် Visual Basic တွေတွားမယ် insert module ကျွန်တော်ကုတ်ရေးမယ်ပြီးသွားတာနဲ့ကျွန်တော် run ဆိုရင်လည်းလိုက်တာနဲ့သူက VBA introduction ဆိုပြီးတော့ဒီဟာလေးကို slide 10ချက်သူဖန်တီးပေးပါမှာပေါ့ဒါကကျွန်တော် PowerPoint စလုပ်ပြီးဆိုတာနဲ့ဒီလိုအလွတ်တစ်ခုရှင်ယူထားတယ်နော်အဲ့လိုအလွတ်တစ်ခုယူထားတော့မှတော့နောက်ထပ်ထပ်သွားလို့လွယ်တာပေါ့အဲ့တော့ introduction to VBA ဆိုတော့ထပ်ပွင့်လာပြီပေါ့နော်အဲ့တော့ကျွန်တော် design นี่အဲ့ဒီကိုဒီမှာပြင်ပေးလိုက်နော်လည်းနောက်ဟာတွေအကုန်လုံးလည်းပြောင်းသွားတော့နော်နပုံစံလေးကတော့ပြောလို့ရှိပါတယ်အဲကိုကြိုက်တဲ့ယူထုံးပေါ့နော်ခလီသုံးလာမယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ PowerPoint လေးတွေကိုအလွယ်တကူဖန်တီးလို့ရပါပါပြီ။ဒီနေ့သုံးရတဲ့ application က DeepSeek ပါ။ DeepSeek start now နှိပ်လိုက်တယ်ဆိုရင်သူကချက်လို့ရတယ်။သူမြန်မာလိုအင်္ဂလိပ်လိုချက်လို့ရပါတော့။ဂျမနီကတော့သူ့ထပ်ပို့ပြီးတော့နည်းနည်းလေးပိုကောင်းတော့ပေါ့။မြန်မာလိုရောအတန်ထွက်သွားတယ်ရောစကားပြန်ပြောတာတွေရောပါဂျမနီလုပ်လို့ရတယ်။ဒီကောင်ကတော့ချာဒီစာရေးပြီးမေးတာတွေပါတယ်အကုန်လုံးသူဖြေရှင်းပေးနိုင်တယ်။နော်အဆင်ပြေကြမယ်လို့ယူဆပါတယ်နောက်နေ့ဒီမှာလည်းကျွန်တော်တို့ Microsoft Word နဲ့ Excel နဲ့ပတ်သက်တဲ့ဗီဒီယိုကလစ်လေးတွေကိုထပ်တင်ပေးသွားမှာဖြစ်ပါတယ်အခြေခံကနေစပြီးတော့ကျွမ်းကျင်သွားတဲ့အထိကိုရှင်းပြသွားမှာဖြစ်တဲ့ကြောင့်မို့ဒီဗီဒီယိုလေးတွေကိုအများနဲ့ like and subscribe လုပ်ထားပြီးတော့ခေါင်းလောင်းဗီဒီယိုတစ်လေးတွေတင်တိုင်းသိအောင်လို့ခေါင်းလောင်းလေးလည်းနှိပ်ထားပြကြပါဦးနော်